င်္ဂလာပါအခုဆိုရင်ကျွန်တော်ပသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ပလောင်တောင်ကိုတွားနေပါတယ်ခုမြင်နေရတဲ့အဆောက်အဦတွေကတော့ရန်ကင်းအိမ်ယာပေါ့နော်ရန်ကင်းအိမ်ယာဖြစ်ပါတယ်အလွန်ကိုအေးချမ်းပြီးတော့တော်ဒီတောင်ကြီးဖေးနာလေးမှာအခုလိုမျိုးလမ်းနေရလဲအခြေကြီးပဲပေါ့နော်လမ်းလည်းကောင်းတယ်ဆိုတော့တကယ်နေချင်းစရာနေရာလေးဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ရန်ကင်းအိမ်ယာကနေပြီးတော့အိမ်ယာဝင်းကြီးမှာရှိတဲ့လမ်းတိုင်းကျွန်တော်တို့လာတယ်အခုဆိုရန်ကင်းအိမ်ယာဝင်းရဲ့အပြင်ဘက်ရောက်လာပြီးတော့အခုလိုမျိုးမြေလမ်းလေးပေါ့နော်အခုလိုမြေလမ်းလေးမှာကျွန်တော်တို့ဆက်ပြီးတော့မောင်းလာတယ်ဟိုရှေ့မှာဆိုရင်ဒါဟိုဘက်ကမြင်နေရတဲ့အခါတော့ဒါကြိုက်ချီဦးလေးစီဒီပေါ့နော်ပါခုတောင်ထဲမှာရှိတဲ့ကြိုက်ချီဦးလေးစီဒီဒီဘက်မှာအခုတက်တဲ့ဒီလမ်းလေးပေါ့နော်ဒီရည်ပြီးတော့ဟိုရှေ့မှာမြင်နေရတဲ့တောင်ထမ်းတွေပေါ့နော်တနာဆိုရင်ကျွန်တော်တို့ဒါပလောင်တောင်ရောက်တော့မှာပါကျွန်တော်တို့ဒီဝင်းလေးထိတ်နာရောက်လာပြီပေါ့နော်ဒီအရင်ကျွန်တော်တို့ညာဘက်ကို꿰ပြီးတော့ဆက်သွားပါမယ်အခုမြင်နေရတဲ့ကျွန်တော်တို့လမ်းအကွေ့လေးမှာပေါ့နော်ဒါမနောဒုက္ခအကြောင်းဆိုတဲ့စိုက်ပုတ်လေးရှိပါတယ်အဲဒီကိုကျွန်တော်တို့အဲ့လမ်းလေးတိုင်းကျွန်တော်တို့ဆက်ပြီးတော့လိုက်သွားမှာပါခုဆိုရင်ကျွန်တော်ဒီမနောဒုက္ခဆိုတဲ့စိုက်ပုတ်လေးရတယ်တက်လာပြီးတော့အခုဒါမနောဒုက္ခအကြောင်းပေါ့နော်ဒီမှာရှေ့ဆိုရင်မနောဒုက္ခအကြောင်းလေးပေါ့မြင်နေရပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရပ်ပြီးစောင့်ပါနော်ပလောင်တောင်ကရင်ပြန်လာကြတာပါကျွန်တော်ရဲ့ဧည့်သည်တွေပါရှိတဲ့မှာမြင်ရတာကြံကင်းတောင်ပေါ်ကဖျားစီဖြစ်ပါတယ်